စီတာတက်တောင်မှဘုရားကအလွန်ထူးခြားစွာပြုပြင်ခြင်းကတတ်နိုင်တော်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာကျမတို့တောင်းလို့ရတာမဟုတ်ဘူးကျမတို့တော်လို့မဟုတ်ဘူးကျမတို့ကောင်းလို့လည်းမဟုတ်ပါဘူးဘုရားကဂျေဇုတော်တတ်ကြောင့်ကျမတို့ကိုဂျေဇုပြုနေတာဖြစ်တယ်အာမင်ဘုရားရှင်နာမဘုန်းကြီးပါစေကိုကောင်းလို့ကောင်းကြီးရနေဆိုရင်တော့ကျမတို့ကောင်းတဲ့လူတရားမှမရှိဘူးကောင်းကြီးခံထိုက်တဲ့လူလည်းမရှိပါဘူးเนาะဘုရားကဂျေဇုပြုတော်ဘုရားဖြစ်တယ်ဂျေဇုပြုတဲ့ဘုရားရှင်တတ်တာဖြစ်တယ်အေဖတ်ခန်းကြီး3:20ကျမ်းပိုက်လေးကိုဖတ်ချင်ပါတယ်เนาะကျမဒီနေရာမှာတော့မပေးထားဘူးပိုက်ထိုးလို့ရရင်ရှာပြီးတော့မှထိုးပေးလိုက်ပါဂျေဇုပြုရဲ့ကျမနောက်ကနေလိုက်ဆိုပေးပါเนาะပြိတ္တတွေငါတို့၌ပြုပြင်တော်တကူတော်အတိုင်းငါတို့တောင်းပန်ချမ်းစီသမျှထက်အလွန်ထူးခြားစွာပြုပြင်ခြင်းကတတ်နိုင်တော်မူသောဘုရားသခင်သည်အပိုင်ငယ်နဲ့ဆက်သဖတ်မယ်ယေရှုခရစ်အားဖြင့်အသင်းတော်၌ကဘာဆက်ဆံဘုန်းကြီးတော်မူစေတည်းအာမင်နှုတ်ပတ်တော်ထဲမှာပြောထားတယ်ကျမတို့တောင်းပန်ကြံစီတာထက်အလွန်ထူးခြားစွာပြုပြင်ခြင်းကတတ်နိုင်တော်ဘုရားခင်ဖြစ်တယ်ထိုဘုရားခင်ကိုဒီနေ့ကျမတို့အားလုံးကိုယ်ွယ်နေတာဖြစ်တယ်ဒီလိုပြောလို့တင်တို့စုမတောင်းတယ်စုမတောင်းလဲဘုရားခင်ပေးတယ်လို့ပြောတာမဟုတ်ဘူးစုမတောင်းဖို့အားပေးတာမဟုတ်ဘူးဆိုတာကိုတော့နားလည်စေချင်တယ်ကျမတို့စုတောင်းတာချက်မတောင်းတဲ့စုတွေပါပြီးတော့ဘုရားခင်ဖြစ်တယ်ဆိုတာကိုဒီကနေ့ရသွားစေချင်တာဖြစ်ပါတယ်ဒီမတောင်းတဲ့စုတွေရဖို့ရတဲ့နံပါတ်1တစ်ချက်ကျမတို့လုပ်ရမှာပါတယ်အများအတွက်စုတောင်းပေးရမှာဖြစ်တယ်ငါအတွက်ဆိုတာချက်ဦးစားပေးခြင်းအဓိကထားခြင်းတဲ့သူတစ်ပါးအတွက်လည်းစုတောင်းပေးနိုင်တဲ့သူတွေဖြစ်ရမယ်နံပါတ်1တစ်ချက်ဖခင်ရဲ့လူတွေပေါ်မှာအေဝိပြုတတ်ရမယ်အာမင်အစေခံတတ်ရမယ်နံပါတ်3တစ်ချက်ဖခင်ရဲ့စကားကိုနားထောင်ရမယ်ဟာလေလုယာဒီအရာတွေကိုကျမတို့လိုက်ရှောင်နိုင်တယ်ဆိုလို့ရှိရင်ကျမတို့မတောင်းတဲ့စုတွေခုနဆတော့ကောင်းကြီးမှဆိုင်ပြီးဖခင်သခင်ကကျမတို့ကိုပြန်ပြီးမဲ့ဖခင်သခင်ဖြစ်ပါတယ်အာမင်နှုတ်ကပတ်တော်အဖြစ်ဘုရားသခင်ကအရောက်စီတိုင်းပေါ်မှာအတိတ်ဖန်တိဆောက်တော်ကောင်းခြင်းများတက်ရောက်ပါစေအာမင်